စီပိုဒါဆူဆိုတာအလိမ်မှန်ပေါ်တာတေးုံမှန်ပေါ်လာတာခါကူစတေအတာခိုတိုရဖုံးကွယ်ထားတဲ့အကြောင်းအရာတွေခေါမာကစတေအတာခိုတိုကဝါခတဲ့စီမကိုလင်ညာလှည့်ပြထားတာတွေကသိသွားတာပေါ့နော်အိုဒိုနာစီဖူရီယိုစတေတဲမိုမှဆိုရင်အေးစစ်စစ်နဲ့လူကြီးဆန်စွာနေပေမဲ့လည်းပဲအီဆိုကာဝစီပိုဒါဆူရောတချင်ချင်းမှာတော့တေးုံမှန်ပေါ်လာပါမယ်နဲကိုခါဘူးလူဆိုတာကမဟုတ်တဲ့ကြောင်လေးလိုနေတာပေါ့နော်ဂျီဘွန်အဟွန်တိုနဆူငါတောက်ခါကူစတေမိမိရဲ့တေးုံမှန်ဖုံးကွယ်ထားပြီးတော့စီတိုနော်မရဲ့တဲ့ဤခါနီမိုအိုတိုနာစီယောနိဆေရုမလူကြီးလူကောင်းလိုမျိုးနေပြတာပေါ့နော်ခါနုကျော်ကဆန်စင်တော်မရဲ့တဲ့နဲကိုခါဖုတ်တဲ့ဤတို့သူမကတော့ဆရာရဲ့စိတ်မှာတော့မဟုတ်တဲ့ကြောင်လေးလိုနေပါတယ်အာနာကအတ္တာရာဟာယီဒီတိုင်းမှခေါင်းမပေါ်ဝင်လောက်အောင်ဆက်မိတာပေါ့နော်မျက်နှာမပြောင်းဝင်လောက်အောင်ဆက်မိတာအာနာကအတ္တာရာဟာယီဒီတိုင်းခါရရာကိုခါကုစတဲ့စီမိုင်တိုင်းခူတိုင်းဆိုခန္ဓာကိုယ်ဖုံးကွယ်ခြင်းလောက်အောင်ဟာစုကာစီယောစုဆက်ကြောက်တဲ့ပုံဖြစ်ပါတယ်မင်းနာတော်မှာရဲ့ spice တဲ့အားလုံးရဲ့စီမှာဆုံးနေသွားပြီးတော့အာနာကအတ္တာရာဟာယီဒီတာခတာမဆိုရင်မျက်နှာမပြောင်းလောက်အောင်ဆက်မိပါတယ်ပစ်ချီကိုအငဲတို့ပစ်ချီကိုအငဲတို့ဆိုတာကခတ်တဲ့နဲ့တုတ်တုတ်ကလေးပြုတ်လောက်တာပေါ့နော်မိုနိုကောတုနိုချောစီကိုဟာယာကုစုတို့အခြေအနေတွေအကြောင်းချင်းရာတွေပေါ့နော်မြန်မြန်လေးပြုတ်လောက်တာယာမကခူရာကူနာရူတို့ခိကန်တာခါရပီချီယိုအငဲတဲ့အာရုခိုမတောင်းရပေါ့နော်နေဝင်လာပြီဆိုရင်အန်ဒီစီရာကြောင့်ခတ်တဲ့ကလေးလမ်းဆောက်ကြရအောင်ဘူရဲကီကိုခါခဲတို့ဘူရဲကီကိုခါခဲတို့ဆိုတာကစောင်းစည်းချုပ်ကြီးတာပေါ့နော်မှဆိုရင်ဗရိတ်ကိုအုပ်လိုက်တာဆိုတော့စောင်းစည်းချုပ်ကြီးတာအီကီဆူငီကိုအိုစာရဲ့တာရီစုတို့မှဆိုရင်အလွန်ကျွံသွားတာပေါ့နော်အတိုင်းတဲ့အလွန်မဖြစ်အောင်ပေါ့ချုပ်တီးခြင်းပြုလုပ်တာဝါကိုင်စတွန်ကန်တိုနေဘူးတဲ့ကီကိုခါခဲတို့စီတိုကဟီဆိုရတာမှငယ်ရတဲ့သူတွေရဲ့အပြောနဲ့အပြုမှုပေါ့နော်မှဆိုရင်ထင်းထင်းပေးမဲ့သူကလိုအပ်ပါတယ်တဲ့အင်ဂျင်ကခါခါတို့ဆိုတာကအမှန်တကယ်ပုံမှန်လမ်းမှန်အခြေအနေပေါ်ပေါက်လာတာအမှန်တကယ်ပုံမှန်လမ်းမှန်အခြေအနေစတင်ပြီးတော့ဖြစ်လာတာပေါ့နော်ဟွန်းသွန်းတော့ချောစီနီနာတို့အမှန်တကယ်အခြေအနေဖြစ်လာတာပေါ့ဘန်ကေယောနီရတိုအင်ဂျင်ကခါခါတခိတာမှလေးလာမှုပါပေါ့နော်နောက်ဆုံးတော့ကြတော့လေးလာခြင်းနဲ့စိတ်တွေစတင်ပြီးတော့ဖြစ်လာပါတယ်အခြေအနေတွေဖြစ်လာပါတယ်လို့ပြောတာပါဘိုင်ဘန်